အားလုံးပဲမင်္ဂလာပါဗျာကျွန်တော်တို့ရဲ့ channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ switch power supply နေမှာဖြစ်တဲ့ error တွေကိုဘယ်လိုမျိုးကိုယ်တိုင်ပြုတ်ပြမလဲဆိုတဲ့အရေးကြီးတဲ့နည်းလမ်းတွေနဲ့လက်တွေ့စမ်းသပ်ချက်တွေကိုမျှဝေပေးသွားမှာပါကဲအရင်ဆုံး circuit board ကိုတေချာမြင်ရအောင်အဖုံးကိုအကုန်ဖြုတ်လိုက်မယ်နော်ပထမဆုံးအဆင့်အနေနဲ့ကတော့မျက်စိနဲ့အရင်အသေးစိတ်စစ်ဆေးရပါမယ်ဝါယာလေးပြုတ်နေလားပစ္စည်းတစ်ခုခုလောင်နေလားဒါမှမဟုတ်ပတ်လန်းတွေပြက်နေတာမျိုးရှိလားဆိုတာကိုတေချာလေးကြည့်ပေးပါโอเคတကယ်လို့ဘုတ်ကဖုံတွေတက်ပြီးညစ်ပတ်နေရင်တော့အရင်ဆုံးတန်ရှင်းရေးလုပ်ဖို့လိုအပ်ပါတယ်ဗျာဘာလို့လဲဆိုတော့ဖုံနဲ့ဆိုတိုင်းစားကြောင်လဲစက်ကပုံမှန်အလုပ်မလုပ်တာမျိုးဖြစ်နိုင်လို့ပါဒီမှာကြည့်လိုက်ပါဦးအဝင်လမ်းကြောင်းမှာတဲ့ပြဿနာကိုစတွေ့နေရပြီ fuse ကလုံးဝပြတ်စီးသွားတာပါကဲ fuse ပြတ်သွားပြီဆိုရင်အသက်လဲလိုက်ရုံနဲ့ရပြီလားဆိုတော့မရသေးပါဘူး fuse ပြတ်တယ်ဆိုတာလျှက်စီးကြောင်းကတတ်မှတ်ထားတာထက်ကျော်လွန်သွားလို့ပါဒါဟာတခါတရံမှာခိတခဏဝင်ပြီးသွားတာမျိုးဖြစ်နိုင်တယ်လို့ပစ္စည်းတစ်ခုခု short ဖြစ်နေတာလည်းဖြစ်နိုင်ပါတယ်ဒီမှာကြည့် short ဖြစ်သွားတဲ့အချိန်ကြောင့်လောင်ကျွမ်းထားတဲ့အကွက်ကြီးတောင်မြင်နေရတယ်နော်ဒါကြောင့် fuse ကိုအသက်လဲ short ဖြစ်နေတာကိုမဖြစ်ရှင်းသဖြင့်တော့ထက်ခါလောင်နေမှာပဲဖြစ်ပါတယ်အခုတော့အရင်ဆုံး fuse အဟောင်းနေရာမှာအမျိုးအစားသူ fuse အသစ်လေးတစ်ခုပြန်တက်လိုက်ပါမယ်ကဲအခုလိုမျိုး shop finland ကြီးချီတဲ့ set လေးကိုစမ်းသပ်တဲ့အခါ series MIDI ကိုသုံးရပါမယ်ဒီ MIDI ကပလန်းကိုကာကွယ်ပေးတယ်လို့ error ရှိနေသေးလားဆိုတာကိုလည်းပြပေးပါတယ် MIDI ကအားကောင်းနဲ့လင်းနေသေးတော့ပြဿနာကရှိနေသေးတယ်လို့မှတ်ရပါမယ်အခုစမ်းကြည့်တော့ MIDI ကလင်းနေတော့မယ်ဆိုလိုတာက short ကရှိနေတော့မယ်ပေါ့အဲဒါကြောင့်နောက်တစ်ဆင့်အနေနဲ့ diode တွေကိုစစ်ကြည့်အောင်ဒီ bridge rectifier က diode တွေက AC ကို DC ပြောင်းပေးတာပါကဲတွေ့ပါပြီ negative semi cycle က diode တွေ short ထင်နေတာပါပုံမှန်ဆိုရင်တစ်ဖက်ပဲစီးရမှာကိုအခုကနှစ်ဖက်လုံးစီးနေတယ်ဒါကြောင့်ဒီ diode တွေကိုအမျိုးအစားတူအတစ်တွေနဲ့အစားထိုးလဲလှယ်ပေးရမှာဖြစ်ပါတယ်ကဲဒါရုပ်တွေလဲပြီးပြီဆိုရင်စီရီမီဒီနဲ့နောက်တစ်ခါထပ်ဆန်မယ်နော်ဒီပေါင်းမီဒီမလင်းတော့ပါဘူးဒါဆိုရင်တော့ပြဿနာကဒါရုပ်မှမရှိကြတာတေချာသွားပါပြီအခုဆိုရင် power supply ကပုံမှန်ပြန်လုပ်နေပါပြီတကယ်လို့ဒါရုပ်လဲလို့မှမရသေးရင်တော့နောက်တစ်ဆင့်အနေနဲ့ capacitor တွေနဲ့ transistor တွေကိုဆက်စစ်ရမှာပါမှတ်ထားမှာက transistor တစ်ခု short ဖြစ်နေတာတွေ့ရင်သူ့ဘေးက resistor နဲ့ဒါရုပ်အသေးလေးတွေကိုပါအမြဲစစ်ဆေးပြီးပါဒီနေ့မျှဝေပေးတာလေးကတော့အခြေခံအဆင့်ပြုပြီးနည်းတွေပဲဖြစ်ပါတယ် electronic ဝါသနာရှင်တွေအတွက်အထောက်အကူဖြစ်မယ်လို့မျှော်လင့်ပါတယ်ဗျာဗီဒီယိုလေးကိုကြိုက်နေတဲ့ရင် like နဲ့ share လုပ်ပေးဖို့မမေ့နဲ့အောင်နော်အားလုံးကိုကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုမှာပြန်တွေ့ကြမယ်